Frank သည်ကမ်းခြေရှိတဲတောင်ပင်တွင်လူလက်မောင်းတစ်ခုထွက်နေသည်ကိုတွေ့ရှိခဲ့ရမှစတင်သည်နီနီကကသွားရောက်ကြည့်ရှုသောအခါထိုလက်တွင်ဝစ်စင်ထားသောစိန်လက်စွပ်ကြောင့်တည်ဆုံးသူမှာသူ၏ဆစ်ဆက်ထားသူအမျိုးသမီးဖြစ်နေကြောင်းသိလိုက်ရသည် Frank တယောက်အကြီးအကျယ်စိတ်ထိခိုက်သွားခဲ့သည်Frank သည် Angel ထံသို့သွားရောက်ကလက်စွပ်ကိုပြသပြီးမီးမြန်းသောအခါ Angel ကမတော်တဆဖြစ်မှုဟုအကြောင်းပြတော့လဲ Frank ကမယုံကြည်ပဲရန်ပြုတ်ရန်ကြိုးစားသည် Angel သည်တောအုပ်ထဲသို့ထွက်ပြေးတင်းရှောင်သွားပြီး Frank ကိုပြန်လည်တိုက်ခိုက်ရန်အခွင့်အရေးကိုစောင့်ဆိုင်းနေခဲ့သည်တောအုပ်တွင်အပြန်အလှန်လိုက်လံတိုက်ခိုက်ကြရင် Frank သည် Angel ကိုဖမ်းမိကတပ်ဖြတ်ရန်ကြိုးစားတော့လဲ Angel ကပြန်လည်ခုခံခဲ့သည် Frank သည်တောအုပ်ကိုကြော်ဖြတ်ကထွက်ပြေးရင်းကျွန်းပေါ်ရှိဇိမ်ခံဗီလာကြီးတစ်ခုကိုမညှော်လင့်ပဲတွေ့ရှိခဲ့သည်ဗီလာအတွင်းသို့ Frank ရောက်ရှိသွားချိန်တွင် Angel ကစပီကာမှတစ်စိမ်စကားပြောဆိုကသူမတွင်လက်နက်ရှိကြောင်းသိရှိခဲ့သည်Frank ကအသက်ချမ်းသာရာရရင်တောင်းပန်ခဲ့တော့လေနောက်ဆုံးတွင်နှစ်ဦးသားအပြန်လန်တိုက်ခိုက်ကြရင် Angel ကအနိုင်ရရှိသွားခဲ့သည်ဗီဒီယို၏နောက်ဆုံးတွင် Angel သည်ကျွန်းပေါ်မှလွတ်မြောက်လာသူအဖြစ်ဟန်ဆောင်ကကဘာကျော်စာရေးဆရာမတဦးနှင့်အောင်မြင်ကျော်ကြားသူတဦးဖြစ်လာခဲ့ပြီးသူမ၏ရက်ဆက်ကြမ်းကြုတ်သောအတိတ်ကိုပုံကွယ်ထားနိုင်ခဲ့သည်